အားလုံးပဲမင်္ဂလာရှိသောချိန်ခါလေးဖြစ်ပါစေခင်ဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့ကဇာရေးဆရာနောင်ရိုးစေးရေးသားထားတဲ့ဇရက်အိုကြီးစီကကိုရင်လေးဆိုတဲ့ဇလန်လေးရဲ့အစားဆုံးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်လေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားဖို့အားလုံးကိုတောင်းဆိုလိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဇလန်လေးကိုအားပေးနားဆင်ပေးကြပါဦးခင်ဗျာလိုင်းအောင်ပြပြရှိနေတဲ့ညာကင်းချိန်လဲလန်းတိုင်းတင်ကန်းကိုယုံလွယ်ကလေးကိုလွယ်ပြီးတော့လှမ်းကြွနေတဲ့ကိုရင်လေးတစ်ပါးကိုရင်လေးဟာခီးရှည်တစ်ခုကိုလမ်းကျွနေသူဖြစ်ပြီးနှွေကာလာရဲ့နေဘက်ပူတန်းကြောင့်အခုလိုညာဘက်မှာသာခီးကိုကြွနေတာလည်းဖြစ်တယ်။ညနေနေဆောင်ချိန်ကလေးကနေဘက်တဲကိုရာစီကနေလှမ်းကြွလာတဲ့ကိုရင်လေးဟာအခုတကောင်းရန်တိုင်တော့မယ်။တစ်ချိန်တစ်ခါမှမနာခဲ့သေးဘူး။ကိုရင်လေးရဲ့မျက်ဝန်းမှာရီမန်းချက်စီကိုသာရောက်ရှိဖို့စိတ်လောစောနေတဲ့အရေးတွေကလွှမ်းရှက်နေ။လာရောင်ပြပြကြောင့်ကိုရင်လေးဟာလမ်းကိုလမ်းကြွနေတာအဆင်ပြေပြေရှိလွန်းပေမဲ့တနေရာရောက်မှာတော့ဖုန်လူးနေတဲ့မွေဝေးငယ်တစ်ကောင်ကိုမမြင်လိုက်ဘဲနဲ့နင်းမိလိုက်မွေဝေးငယ်ရဲ့ကြိုက်ခဲမှုကြောင့်ကိုရင်လေးရဲ့ခြေကုံဟာမိစားနဲ့ထိုးလိုက်သလိုပူကနေဖြစ်သွားရကိုရင်လေးဟာနေရာမှာအသာထိုင်ချလာပြီးခြေကုံစီကတန်ရာကိုရင်မကြည့်ပဲသူ့ကိုကြိုက်တဲ့မွေဝေးငယ်ကိုရင်ကြည့်လိုက်တယ်မွေဝေးငယ်ကလဲလန်းချောင်းကဖုန်ထဲမှာလူလူလွန်းလွန်းနဲ့ကိုရင်လေးဟာသူစီးထားတဲ့ဖနက်ကလေးကိုချွတ်လိုက်တယ်နောက်လူတွေကိုမကြိုက်ပါနဲ့တော့နော်ဒါကလူသွားလန်းမို့လို့မွေဝေးလေးအတွက်ရောသွားလာသူတွေအတွက်ရောအဆင်မပြေလာဘူးဒါကြောင့်လွတ်ရာကိုသွားပါဝေရင်လေးကမွေဝေးလေးကိုပြောပြီးတော့ဖနက်လေးနဲ့အသားရပဲနဘေးချုံမင်းတွေဘက်ကိုတွန်းထုတ်ကလော်လိုက်တယ်မွေဝေးလေးကချုံမင်းတွေကြားထဲကိုတွန်းဝင်သွားတဲ့အခါကျမှကိုရင်လေးကသူ့ခြေကုံကဒဏ်ရာကိုကြည့်လိုက်မဲပုတ်ပုတ်သွေးတို့ကဒဏ်ရာစီကနေစိမ့်ထွက်စီးကြနေဒီပုံနဲ့ခီးတာကိုတော့အစုံထိလှမ်းနိုင်မှာမဟုတ်တော့ဘူးကိုရင်လေးကခင်းကြီးပဲရေရွတ်လိုက်တယ်ကိုရင်လေးရဲ့ခန္ဓာကိုယ်ထဲမှာသွေးတွေကပူထွက်လာပြီးစုဝေးနေသလိုခံစားနေရကိုရင်လေးဟာနေရာစီကနေထားရက်လိုက်ပြီးအနီးနားကသူ့အတွက်နားခိုလို့ရနိုင်မယ်နေရာတစ်ခုကိုရှာဖွေလိုက်မောင်ရံမဲမဲကြေရောင်တဲတဲအောက်မှာဇရက်အိုကြီးတစ်ခုကိုကိုရင်လေးကတွေးလိုက်ရဇရက်အိုကြီးစီကိုလမ်းသွားဖို့ဆုံးဖြတ်ပြီးခြေလမ်းကိုစားလိုက်ဇရက်အိုကြီးနားကိုရောက်လာချိန်မှာနှက်ခေါင်းနဲ့ပါဇက်စီကသွေးတို့ကဝက်ကနေအန်ကျလာဦးကောင်းကရီဝေမူးမိုက်လာပြီးတစ်ချက်မြင်ဝင်းတွေကမှုံရီဝေဝါးသွားသလိုဖြစ်လာတယ်။ကိုရင်လေးဟာဇရက်ကြီးစီကိုရောက်အောင်သွားပြီးအပေါ်ကိုရောက်တဲ့အခါမှာစိတ်နဲ့ကိုယ်နေအိတ်ဆက်လိုက်မယ်လို့တွေးတော်မိ။ခြေလမ်းတွေကိုလည်းဆက်လန်းတယ်။လေးလမ်းမြောက်ခြေလမ်းကိုလမ်းလိုက်တဲ့အချိန်မှာတော့ကိုရင်လေးရဲ့ခြေထောက်ဟာလေယာနယ်ထဲကိုနင်းမိသွားရပြီးနောက်မှာလူတစ်ကိုယ်လုံးကလည်းလွင့်ကနေဖြစ်ပြီးလေယာနယ်ထဲကိုပြုတ်ကျရောက်ရှိခဲ့ရတော့တယ်။ဒီလိုနဲ့3ရက်ကြာပြီးတဲ့နောက်ညဘက်တက်ကြီးကောင်းချတဲ့အချိန်ဘိုကတော်ရွာကကိုပေါက်တယောက်ညအိတ်ခန်ဒီအပေါ်ပါထသွားရင်အိမ်မော်ကိုပြန်တက်မယ်လို့သူ့အနောက်ဘက်ကတစုံတစ်ခုကိုမြင်မိသလိုရှိမိရတာမို့လှည့်ကြည့်လိုက်တယ်။ကိုရင်လေးတပားပါလား။ဒီအချိန်ကြီးဘာလာလောက်တာပါလဲ။ကိုစုံသူ့ကိုကြောခိုင်းပြီးရက်နေတဲ့ကိုရင်လေးတပားကိုမြင်တွေ့လိုက်ရ။ရွာเจ้าကကိုရင်တပားဖြစ်လိမ့်မယ်လို့တွေးမိသွားခဲ့ရပြီးရွာဦးเจ้าမှများတခုခုဖြစ်သလားဆိုတဲ့အတွေးနဲ့မေးမြန်းဖို့ရာအနားကိုလှမ်းသွားမိလိုက်တယ်။ဒီအခါမှာကိုရင်လေးကမျက်နှာမူရာတိုင်းချန်ပီယံဘက်ကိုလှမ်းထွက်သွားခဲ့။ကိုရင်လေးကိုပေါလမ်းခေါ်ပေမဲ့ကိုရင်လေးကလှည့်တောင်မကြည့်ပဲချန်ပီယံကိုရောက်သွားခဲ့ပါပြီ။ကိုရင်ကဘာလာလောက်တာပါလဲ။ကိုပေါဇဝေဇဝါနဲ့အိမ်ဘော်ကိုပြန်တက်ခဲ့မိ။အိမ်ဘော်ရောက်တော့အိပ်ရတဲ့အိတ်နေပြီဖြစ်တဲ့သူမိန်းမမတ်ငယ်ကကိုပေါဘာဖြစ်တာလဲ။ရွာเจ้าကကိုရင်လေးတပားဟာချန်ထဲလာရက်နေတာအဲ့ဒါငါမီးတော့ဘာမှမပြောဘဲနဲ့ပြန်ထွက်သွားတယ်မန့်ငယ်လက်အိတ်နေရကနေထထိုင်လိုက်เจ้าမှာတခုခုဖြစ်လို့များလားမပြောတတ်ပါဘူးဟာလင်မယားနှစ်ယောက်လုံးစိတ်ထဲဒူးရတွေနဲ့ငြိမ်သက်သွားကြတယ်သူတို့ရွာเจ้าမှာဘာများဖြစ်တယ်လဲလို့အပြန်ဆိုင်တွေးနေမိကြတယ်ခဏကြာတော့မန့်ငယ်ကတစုံတစ်ခုကိုတွေးမိသွားတယ်ကိုပေါ့ဆရာတော်ကြီးကတတ်တော်ကြီးနေပြီတခုခုများဖြစ်လို့လားမသိဘူးနော်ငါလည်းတွေးနေမိတာသူတို့ရွာเจ้าကเจ้าနိုင်စရာတော့အရှင်သောနာဟာတတ်တော်80ကျော်ပြီကျမ်းမာကြီးကကောင်းနေသေးတယ်ဆိုပေမဲ့ငေါက်ခနဲ့ငှင်ခနဲ့များတခုခုဖြစ်လေသလားလို့တွေးမိရဒီအချိန်မှာပဲသူတို့အိမ်ရှိရွာလမ်းမကြီးစီကလူတန်းသူတန်းတွေကိုကြားလိုက်ရကိုပေါ့အတန်တွေဘာဖြစ်တာလဲမသိဘူးရွာတွေကတခုခုဖြစ်တာထင်တယ်ငါထကြည့်အောင်မယ်ကိုပေါက်ကချပြီးတော့အိမ်ပြင်ထွက်ကြည့်တော့မတ်ငယ်လေလိုက်ပါလာခဲ့ရွာလမ်းမစီမှာတော့လူလေး90ယောက်ရှိမဲ့လူအုပ်က
တုံမီတွေနဲ့ရုပ်တဲတဲဖြစ်နေကြကိုပေါက်တို့လင်မယားလည်းဝိုင်းပြင်ကိုထွက်ပြီးလူအုပ်ကြီးစီကိုသွားလိုက်ကြတယ်အကိုကြီးအောင်ဘာဖြစ်ကြတာလဲဗျလူအုပ်ထဲကမြင်အောင်ဆိုတဲ့အကိုဝမ်းခွဲတော်ဆက်သူကိုပေါက်ကမြင်းမြန်းလိုက်ကိုရင်တပားငါတို့အိမ်နေရွှေ့မှာလာရက်လို့ကွာဦးအောင်မြင့်ရဲ့အဖြေစကားကြောင့်ကိုပေါက်တို့လင်မယားလည်းအံ့အားသင့်မိသွားကြတယ်ကိုရင်တပားဟုတ်လားအခုလေးတင်ပဲကျုပ်တို့အိမ်ရှိတောင်လာရက်သွားသေးတာဟေးဟုတ်လားဒါနဲ့အခုကိုအုံးတို့လူကြီးနေကအေးအဲ့ဒါကငါတို့အိမ်တွေအရှိမှာကိုရင်လေးလာရက်တော့အကုန်လုံးကဆရာတော်ကိုစိတ်ပူပြီးတော့တွားကြည့်မလို့ထွက်လာကြတာအဲ့ဟာလူစုမိသွားတာဟေးရွာချောင်းကိုရောရောက်ပြီလားဗျမရောက်သေးဘူးကွာအနောက်မှာမိန်းမတွေလည်းလူစုပြီးလိုက်လာကြတယ်ဆိုလို့စောင့်နေကြတာဟုတ်လားဗျဒါပြည့်လေကျုပ်တို့လည်းလိုက်ခဲ့မယ်ဗျရွာကနေဘုန်းကြီးကျောင်းကိုသွားမယ်ဆိုရင်ကြားထဲမှာတော်တန်းလေးတစ်ခုကိုဖျက်ရသေးတယ်မိမသားတွေကြီးတော်တန်းလေးကိုဖျက်သွားကမဖြစ်နိုင်ဘူးဒါကြောင့်မြင်အောင်တို့လူစုကစောင့်နေကြတာလည်းဖြစ်တယ်ကိုပေါက်တို့လင်မယားလေအိမ်ဘက်ဝင်ပြီးတော့တကားကိုပိတ်သူတို့ပြန်ထွက်လာတော့မြင်အောင်တို့မိန်းမတွေလည်းရောက်လာကြမင်းတို့ကဘလို့ဖြစ်ပြီးတော့လိုက်လာကြတာလေကွာမင်းတို့ကိုစောင့်နေရတော့ခီးကဖင့်နေရတယ်ကျုပ်တို့လည်းတော်တို့လိုပဲဆရာတော်ကိုစိတ်ပူကြတာပဲလူအုပ်ထဲကလင်မယားတချို့အခြေတင်ပြောစကားတွေကဲလူဆုံးပြီလားကဲသွားကြမယ်ဟိလူအုပ်ထဲကဩဆောင်ညောင်းသူတယောက်ကထပြောတော့အာလုံးအတန်တိတ်ကုန်ပြီးရွာဦးဘုန်းကြီးကျောင်းကိုဆက်ထွက်ခဲ့ကြတယ်လမ်းကူလက်မှာနောက်ထပ်ကိုရင်လေးကိုမြင်ကြပြီးရွာဦးကျောင်းကိုသွားမဲ့သူတွေနဲ့ထပ်ဆောင်ပြန်လူအုပ်ကြီးကစူပေါင်းသွားပြီးတော့ရွာပြင်ကိုထွက်တော့အင်းအားကလူ80လောက်ဖြစ်နေခဲ့အားလုံးစိတ်ထဲမှာတော့ဆရာတော်အတွက်စိုးရင်စိတ်တွေနဲ့လူအုပ်ကြီးကတော်တန်းကိုဖျက်ပြီးတော့ရွာဦးဘုန်းကြီးကျောင်းထဲကိုဝင်ရောက်လာခဲ့ကြသူတို့ဝင်ရောက်လာတဲ့ချိန်ကျောင်းပေါ်ကနေဆရာတော်နဲ့ဦးစင်းတစ်ပါးကဆင်းလာတာကိုဖူးတွေးကြရတယ်ဆရာတော်ကလူအုပ်ကြီးကိုမြင်တော့အံ့ဩသွားပြီးလှေကားမှရက်ပြီးတော့ကြည်နေမိဆရာတော်ဗျာဘာမှမဖြစ်ဘူးလားဗျာလူအုပ်ထိတ်ဆုံးကနေတယောက်ကရှောက်တင်လိုက်တော့ဆရာတော်ကနေပြန်မိတ်ဟဲ့မောင်တင်ငါဘာဖြစ်ရမှာတော့ဆရာတော်ရဲ့အဖြေကြောင့်အားလုံးဟာအသက်ပြင်းချကုန်ကြရင်ထဲကပူပန်နေကြတာတွေကြောပါသွားကြရပြီတော်သေးတာပေါ့ဗျာတပည့်တော်တို့ဆရာတော်ကိုစိုးရိမ်နေမိကြတာဒါနဲ့နင်တို့ကလူအုပ်လိုက်ကြီးကျောင်းထဲကိုရောက်လာကြတာဘာတွေဖြစ်လာကြတာလဲတပည့်တော်တို့အိမ်တွေအရှိမကိုရင်တပားလာရက်လို့ဗျာမင်းမျက်တော့လေကိုရင်ကဘာမှမပြောဘဲနဲ့ထွက်သွားတယ်အဲ့ဒါနဲ့ဆက်လိုက်တွေးရင်းနဲ့နောက်ဆုံးဆရာတော်များတခုဖြစ်သလားဆိုပြီးတော့တွေးမိကြတာနဲ့အပြေရောက်လာကြတာပါဗျာကိုရင်တပားဟုတ်လားဘယ်ကိုရင်တို့ကိုရင်ရဲ့မျက်နှာကိုတော့မမြင်ရဘူးဗျာနောက်ကျောဘက်ကိုပဲမြင်ရတာပါဆရာတော်လေးတခဏတွေးလိုက်တယ်ပြီးတော့နဘေးကဦးစင်းကိုကြည့်ပြီးတော့ဟဲ့ဦးစင်းလေးကျောင်းမောင်ကကိုရင်တွေကိုသွားကြည့်ကြအောင်ဒီအချိန်ကြီးကိုဘယ်သူများရွာထဲကိုသွားတာလဲလို့တင်းပါဗျာဦးစင်းလေးပြန်လာပြီးတော့ပြောလာမယ့်ဖြေကိုအားလုံးကမျှော်လင့်နေကြဦးစင်းလေးကပြန်ဆင်းလာပြီအရှင်ဗျာကိုရင်တွေအားလုံးစုံပါတယ်ဗျာအကုန်လုံးလည်းအိမ်မောကြနေကြပါတယ်ဆရာတော်ရဲ့အတန်အဆုံးလူအုပ်ကြီးစီကလည်းကျွတ်ဆူတန်တွေထွက်ပေါ်လာကြဒါနဲ့ဆရာတော်ကအခုဘာဆင်းလောက်တာလဲဗျာလေးရှိပေးရှိသူတယောက်ကမေးမြန်းလိုက်တယ်ငါကုလီသွားမလို့ဒီကဦးစင်းလေးကငါလိုက်ပို့တာတင်းပါဗျာကိုရင်ကိစ္စကတော့ငါเจ้าကကိုရင်မဟုတ်ဘူးဘယ်ကကိုရင်လဲအဲ့ဒါမနဲ့ကြံစုံစမ်းကြအောင်တင်းပါကဲငါဘာမှမဖြစ်ဘူးဆိုတော့နင်တို့လည်းပြန်ကြတော့တင်းပါဗျာအားလုံးဆရာတော်ကိုဝေးပြုတ်ပြီးတော့ကျောင်းဝင်ထဲကနေပြန်ထွက်လာခဲ့ကြရွာထိပ်ကိုပြန်ရောက်တော့ရွာထဲကနေတောင်ဘက်ကုန်းကလူစုထွက်လာတာကိုမြင်ရတောင်ဘက်ကုန်းဆိုတာကသူတို့ဘိုးကတော်ရွာမှာကြီးရဲ့တောင်ဘက်ချင်းမှာကုန်းကလေးရှိအဲ့ဒီကုန်းဘက်မှာအိမ်ကြီး20လောက်ကတီးတန့်သူအုပ်စုလေးနဲ့သူနေကြဒီကုန်းလေးကဘိုးကတော်ရွာထဲမှာပဲအကျုံးဝင်ပေးမယ်တောင်ဘက်ကုန်းလိုပဲအများကခေါ်ကြတောင်ဘက်ကုန်းကလူတွေနဲ့ကိုပေါက်တို့ထိတ်တိုက်ဆုံကြတော့တောင်ဘက်ကုန်းကလူတွေကလှမ်းမိဟေးတတ်တင်မင်းတို့ကဘယ်ကပြန်လာကြတာလဲကွာဘုန်းကြီးကျောင်းကပြန်လာကြတာဟုတ်လားဆရာတော်နေကောင်းရဲ့လားကွာငါတို့စိတ်ဘူးလို့တွားကြည့်ကြမလို့မင်းတို့အိမ်ရှိမှရောကိုရင်တပားလာရက်ပြန်ပြီထင်တယ်ဟုတ်တယ်ကွာငါတို့အိမ်တွေရှိကိုကိုရင်တပားလာရက်လို့မေးတော့လဲဘာမှမပြောဘဲနဲ့ထွက်သွားတယ်ဒါနဲ့ကျောင်းကကိုရင်တပားပါများဆရာတော်တခုခုဖြစ်လို့လာပြောတာလားလို့တောင်ကုန်းဘက်ကလူတွေကလည်းကိုပေါက်တို့ကျုံစလို့ကြုံခဲ့ရတာပဲ
အဲ့ဒီချိန်မှာတက်တင်ကဟောဆရာတော်ကတော့ဘာမှမဖြစ်ဘူးဗျကိုရင်တွေလည်းအကုန်လုံးကျောင်းမှာစုံကြဟေးဒါဖြစ်ကိုရင်ကဘာတူလဲဘေးကရောက်လာတာလေဟိုအဲ့ဒါတော့မပြောတတ်ဘူးကျုပ်တို့လည်းခမားတို့လိုပဲအိမ်ရှိမှာကိုရင်တစ်ပါးလာရက်လို့ဆရာတော်ကိုစိတ်ပူပြီးတော့ထွက်ကြည့်ကြတာဗျအကုန်လုံးထင်ကြီးတွေမျိုးမျိုးပေးကုန်ကြတယ်ရွာနီချုံဆက်ကကိုရင်တစ်ပါးဘာများဖြစ်နေမလားပဲဟေးဆရာတော်ကတော့မနေ့ကျရင်တေချာစုံစမ်းကြအောင်လို့မှားလိုက်တယ်ဘာလည်းမသိတတ်တော့ပါဘူးဗျာကဲဟိုတိရတွေမသိတာတွေအသာထားအခုတော့ညားနဲ့လာပြီမနေ့လေတဲ့ဆင်းရမှာတွေဘာတွေနဲ့ဆိုတော့ပြန်ချဆိုလားအေးဟုတ်တယ်ပြန်ချမယ်ဟေးပြန်ချမယ်ကိုပေါက်တို့ရွာထဲကိုပြန်ဝင်တော့တောင်ဘက်ကုန်းကလူတွေလည်းပြန်လိုက်ပါလာကြမနေ့ခင်းချိန်ရွာတွေကညာတုန်းကကိုရင်လေးအကြောင်းကတော်ညံနေကြအင်ဂျင်နေရာကျော်ရှိတဲ့ရွာကြီးတွေရွာလုံးမှာကိုရင်လေးကိုတွေးကြရတဲ့အိမ်ကထက်ဝက်ကျိုးလောက်ရှိကြဒီကိစ္စအတွက်ကိုပဲအနီးနာပတ်ချလေးကရွာတွေစီကိုသတင်းစုံစမ်းကြည့်ဒါပေမဲ့လည်းတခြားရွာကကိုရင်ကဘိုးကတော်ရွာကိုညာဘက်ကြီးဘာအတွက်ကြောင့်လာရမှာတော့ဒီတော့စုံစမ်းမှုကလည်းအကြောင်းမထူးခဲ့ပါဘူးနောက်တညကိုရောက်ရှိလာခဲ့ဒီတညမှာကိုရင်လေးကအိမ်တွေရှိမှကြောခန်းရက်သားလာရက်မြဲရက်နေပြန်တယ်ဒီတစ်ချိန်မှာတော့ရွာသားတွေကမင်းကြီးကဖြစ်ထားတဲ့ကိစ္စမှာကိုရင်ကိုဘယ်ကကိုရင်မှမသိလေခဲ့တော့တွေးတာနဲ့အရာမေးမြန်းကြတယ်အဲ့ဒီခါမှာတော့ကိုရင်လေးကမင်းညတုန်းကလိုချန်ပီယံကိုထွက်မသွားတော့ပဲဘုံကနေဆိုပျောက်သွားပါရောအားလုံးလေကိုရင်လေးကတစေးဆိုတာကိုသိလိုက်ကြတယ်ဘိုးကတော်ရွာရဲ့ညာခင်းအချိန်ကအတန်ပလာရီနဲ့စူညံပေါ်လို့ရိုက်ကုန်ကြကိုရင်တစေအတွက်ကိုဖျားစာရွတ်သူကရွတ်ကလေးတွေကိုပြေကျိုးဆွဲသူကဆွဲခြံထဲကိုပြေးသေးပြေးအိတ်ဆန်တဲမန်းရီမန်းတွေနဲ့ပတ်ဖြန်းကုန်ကြသူတို့တွေအခုလိုလှုပ်ကြပေမဲ့လေကိုရင်လေးကတော့တညာလုံးနေပါဟိုရင်ရှိကိုရက်လိုက်ဒီရင်ရှိကိုရက်လိုက်နဲ့မနက်လေးပိုင်းချိန်ကြားမှသာကိုရင်လေးကအပြီးသက်ပျောက်ကွယ်သွားခဲ့ဒီလိုနဲ့မနက်ခင်းချိန်တရွာလုံးနေပါပဲရွာဦးဘုန်းကြီးကျောင်းစီကိုရောက်ရှိနေကြဆရာတော်အရှင်သောနာကိုညတော့ကအဖြစ်ပြက်တွေအတွက်ရွာသူရွာသားတွေကလာရောက်လျှောက်တင်ကြတာပါဆရာတော်ကရွာသားတွေလျှောက်တင်တာကိုနားထောင်ပြီးစီးချိန်ကြတော့ခက်တော့ခက်ပြီဘေကဘလူတွေဖြစ်ရပြန်ပါဆရာတော်ကဒီလောက်သာအမှတ်ချက်ပြုတ်နိုင်တယ်အရှင်ဖေဟိုဒီကိစ္စအတွက်ကိုတစုံတစ်ခုလုပ်ပေးပါအောင်ဖေမဟုတ်ရင်တရွာလုံးခြောက်ချနေကြရပါပြီခက်တာကဒီကိုရင်ကဘုန်းကြီးစီကရောက်မလာဘူးရောက်လာခဲ့လို့ရှိရင်လေဘုန်းကြီးကဘာကြောင့်ဘယ်ကြောင့်ဆိုတာကိုမေးမြန်းလို့ရသေးတယ်အခုတော့ခက်ပြီဒါပေမဲ့လေဘုန်းကြီးကတက်နိုင်ရဘက်ကနေတော့လှုပ်ပေးနိုင်တာလှုပ်ပေးတာပေါ့ဒီလိုလှုပ်ပေးတယ်ဆိုပေမဲ့လေအားလုံးမှတ်ထားကြရမှာကကိုရင်လေးဟာနင်တို့ကို6လန်းလို့တဲ့သဘောနဲ့အခုလိုအထင်ရှားပြသနေတယ်လို့ဘုန်းကြီးတော့မထင်ဘူးအကြောင်းတစ်ခုကတော့အသေးချာရှိနေလိမ့်မယ်ဒီတော့အရန်ကာရောလေထိတ်လန့်နေကြနဲ့ကြားကြလားဟိုကြားပါတယ်ဗျာဟိုဒါဖြစ်လေဒီညနေ3နာရီမှာပြေတရားတော်တွေကိုရွာစင်လှည့်ပြီးတော့ရွတ်ဖတ်ပေးမယ်စီစဉ်ထားကြကြည့်ရောဟိုတင်းပါဗျာဘိုးကတော်ရွာသူရွာသားတွေလေကျောင်းကပြန်ချိန်မှာညနေခင်းပြေတရားရွတ်ဖတ်ပွဲအတွက်ကိုပြင်ဆင်ကြညနေခင်း3နာရီအချိန်ကျတော့ဆရာတော်ရှင်သောနာကိုယ်တိုင်ဦးစီးပြီးရွာစင်လှည့်လေပြေတရားတော်တွေကိုရွတ်ဖတ်ပြီးပြေရွတ်ဖတ်ပြီးတဲ့နောက်ဆရာတော်ရှင်သောနာတို့ကျောင်းကိုပြန်ကြွားကြဒီကနေ့ညနေဆောင်နေရိုင်းသွင်းချိန်ကျတော့ရွာသူရွာသားတွေကသူတို့ရက်ရွာရဲ့ဓလေ့တိုင်းတန်ဘုံတန်ခွက်တွေကိုတီးပြီးငလင်းနှင်ခြင်းမှုကိုပြုချဒီလိုပြုလုပ်လို့ပြီးစီးပြီးနောက်မှာတော့ညာခင်းအတွက်ကိုရင်လေးထက်ပေါ်လာပါဦးမလားဆိုပြီးရင်တထိတ်ထိတ်နဲ့စောင့်နေကြတာပေါ့ဖေဟိုကိုရင်လေးကထက်ပြီးတော့ရှိနေတော့မှလားအင်းရှိမှကြောခိုင်းပြီးတော့ရက်နေတဲ့တစေကိုရင်လေးကိုထရံပေါက်စီကနေချောင်းကြည့်ပြီးကြက်သိမ်းမွေးချင်းထလို့ကိုပေါက်ကရွမိလူသဘောရဲ့ကလည်းထူတော်ထူဆန်းတာစားတွေ့ချိန်တုန်းကတစေမှန်မသိလေတော့ပြောရဲဆိုရဲရင်ဆိုင်ရဲခဲ့အခုတစေမှန်လေးတီးကြရောဘသူကမှညာကြီးညတာကိုအပြင်းမထွက်ကြတော့အခုလဲကိုပေါက်အိမ်ပေါ်ကနေမစင်းရဲပါဘူးထရံပေါက်ကနေသာချောင်းကြည့်နေမိတာပါမန်းငယ်ကတော့ကြည့်တော့မကြည့်ရဲဘူးဆိုပြီးစောင်းကြီးကိုခေါင်းပြီးခြုံလို့ရကိုရင်လေးကသူတို့အိမ်ရှိမှတက္ကနာကြရက်နေပြီးတဲ့နောက်ချန်ပီယံဘက်ကိုလှည့်ထွက်သွားခဲ့ဒီပုံတိုင်းဆိုရင်ပေတရားတော်တွေရွတ်ဖတ်ထားပေမဲ့လေကိုရင်လေးကတော့တရွာလုံးကိုသွားနေအောင်မယ်ပုံစံရှိဘယ်လိုပဲဖြစ်ဖြစ်ကိုပေါက်တို့လင်မယားအတွက်ကတော့ဒီညအတွက်ကိုကိုရင်တစီကရောက်လာခဲ့ပြီမို့ထပ်ပြီးကြုံစရာမရှိတော့ပါဘူးဒါပေမဲ့လေကိုပေါက်ရောမတ်ငယ်ရောတညာလုံးဆောင်ကိုခေါင်းမိချုံမလွတ်စတန်းအိတ်ဆက်ခဲကြမနေ့ကကြတော့ကိုပေါက်ယူဆတယ်လို့ပဲညာတုန်းကတရွာလုံးကိုရင်တစီလေးကိုထပ်ပြီးတော့မြင်ကြားရတဲ့အတွက်ကျွတ်ကိုညံစီနေကြတာပါဘလို့တွေတောင်လောက်ရပါတော့မလဲ
ဟုတ်ပါဘာဖြစ်ချင်မှလည်းမသိတီးရရင်လည်းတခုလှုပ်ပေးချရအောင်အခုတော့အိမ်ရှိမှပဲလာပြီးတော့ကိုထင်ပြနေတယ်ကြာရင်လူတွေလည်းအကြောက်လွန်ပြီးတော့ယူကုန်ကြရတော့မယ်သုံးရက်စက်တိုက်ဖြစ်နေပြီမို့လို့လူတွေလည်းညှိတွားကုန်ကြဒါပေမဲ့လည်းသူတို့အားလုံးဒီလိုညှိတွားယုံကလွဲပြီးတော့ဘာမှတက်နိုင်ကြအောင်လဲသူတို့တရားအုံးလက်မြင်းကြီးကိုစီးပြီးလဲလန်းချောင်းကြီးတိုင်ပြေးလွှားနေမိပြေးလွှားနေရင်လည်းသူနားထဲမှာဘိုးစကြားပြောတဲ့စကားတွေကိုပြန်ချနေမိဘိုးကရောဆိုတဲ့ရွာနာမှာကိုရင်လေးတစ်ပါးမကျွတ်လွတ်တဲ့ဘဝနဲ့ရှိနေရအဲ့ဒီကိုရင်လေးကိုဘာလို့ကျင်လဲဘာဖြစ်ချင်လဲမေးမြန်းပြီးလွတ်ကြော်နေကူညီခဲ့လိုက်ပါဒီစကားကြောင့်သူတို့တယောက်ဘိုးကရောရွာကိုဥတီသွားနေမိမကြပါဘူးလန်နေဘေးစီကတော်တန်းကလေးစီမှာရှိနေတဲ့ဇရက်အိုကြီးတစ်ခုစီကိုသူတို့ရောက်ရှိလာခဲ့အပေါ်ဘက်ကနေရောင်ကပြင်းပြင်းပြပြပူနေတော့သူတို့လည်းချွေးပြိုင်းပြိုင်းကြပြီးတော့မောပန်းနေပြီလူလေးမောမြင်းလေးမောပြီတခဏတော့ဝင်လာအောင်ပါပဲသူတို့ပျော်ပျော်ဆိုနဲ့ဇရက်အိုကြီးစီကိုလှမ်းဝင်လိုက်တယ်ဇရက်အိုကြီးစီကိုရောက်တော့မြင်းကိုအတက်ဆင်းလေးကားစီမှာပြစ်ချလိုက်ပြီးဇရက်ပေါ်ကိုတက်လာခဲ့ဟင်ကိုရင်လေးပါလားဇရက်အိုကြီးရဲ့တောင်းတနေရာမှာထိုင်နေတဲ့ကိုရင်လေးကိုမြင်တော့သူတော့စိတ်ဝင်စားသွားတယ်ကိုရင်လေးကငေးငံပြီးတော့ထိုင်နေရကသူတော့ကိုလှမ်းကြည့်လိုက်မျက်နှာကပုတ်ပွားဖောရောင်ပြီးအပေါက်ပေါက်တွေနဲ့ဖြစ်နေတယ်ကိုရင်လေးရဲ့သားကြီးကလည်းနက်ပြနေတာကိုသူတို့သတိထားမိသွားတယ်ကိုရင်လေးကိုကြည့်ပြီးတော့သူတို့ရင်နဲ့နှင့်ကနေပဲဒီခန်းစားချက်နဲ့တူသူတို့ရဲ့အသွင်ကလည်းမူလပြန်ချင်းအသွင်စီကိုရောက်ပြီးယောဂီဝိတ်နဲ့ဖြစ်သွားတယ်ကိုရင်လေးကသူတို့ကိုတန်းတော်ကြည့်သူတို့ကကိုရင်လေးစီကိုဥတီပြီးတော့လမ်းလျှောက်သွားခဲ့ကိုရင်လေးကသူတော်သူ့စီကိုလာနေတာမြင်တော့အလွန်မင်းဝမ်းသာသွားတဲ့ဟန်နဲ့ချက်ချင်းထားရက်လိုက်ပြီးတော့တခါကြီးကကိုင်းကိုမြင်နေရတာလားယင်ကိုရင်လေးကမေးလာတော့သူတော်လေးဂျင်းနဲ့စွန်းနေရင်နဲ့ခေါင်းကိုငိမ့်ပြလိုက်တယ်ပြီးတော့ကိုရင်လေးရဲ့ဘလို့ဖြစ်ရတာလဲတပည့်တော်ကိုအထက်ကလာရှာခိုင်းတာကိုရင်လေးပဲဖြစ်မဲ့ထင်တယ်သူတော်ရဲ့စကားဆိုကိုရင်လေးကတက်ပြင်းကိုချလိုက်ပြီးတော့ကိုရင်ဟာညာကျောင်းဆောင်အတွက်ခုနှလုံးမြောင်အဋိဌံကြောက်ကလေးကိုသွားပို့ရမယ်သူပါအဲ့ဒီခီးအတွက်နေဘက်ကပူလို့ညာဘက်မှာခီးသွားနေရင်ဒီနားမှာပိုးထိခံခဲ့ရတယ်ပိုးထိတဲ့အတွက်အနားယူဖို့ရဒီဇက်ကြီးကိုလာတော့မမြင်မဆန်းတဲ့အမောက်ထဲမှာဟိုကရေရင်းပြက်တွေကိုပြုတ်ချခဲ့ရတယ်ရှင်မဖြစ်ရလေကိုရင်လေးရဲ့သူတော့ကိုရင်လေးကိုကြည့်ပြီးတော့မကြည့်တင်ငယ်ရေရွမိတခါကြီးကိုရင်ကိုကူညီနိုင်မယ်ဆိုရင်ကူညီပေးပါကိုရင်မှာကျွလွန်ခွင့်ရှိနေပေမဲ့ညာเจ้าဆောင်စီတွားရမယ့်တောင်းဝင်ကမပြီးဆုံးသေးတော့ကိုရင်လက်မခံမိသေးဘူးဒါပေမဲ့လည်းဒီပုံစံနဲ့ဖြစ်နေတဲ့ကိုရင်အတွက်ဒီကနေတွားမရသေးတဲ့အဖြစ်ကရှိနေတယ်ခန္ဓာကိုယ်ကိုဆယ်ယူပြီးတကြိုပြီးမှကိုရင်တောင်းဝင်အတွက်ကိုဆက်သွားလို့ရမှာဖြစ်နေတယ်ဒီအတွက်ကိုဟိုဘက်ကကြွားစီအကူကြီးဝင်တောင်းနေတာ၃ညာရှိပြီကိုရင်မျက်နှာကပျက်စီးနေတော့မြင်ရင်သူတို့လန့်ကြမှာဆိုလို့ကြောက်ခိုင်းပြီးတော့အကူကြီးတောင်းဖြစ်တယ်ဒါပေမဲ့လည်းသူတို့ကိုရင်အကူကြီးတောင်းနေတာကိုမကြားရဘူးထင်တယ်သူတို့ကိုရင်ကိုမြင်ပြီးတော့ကြောက်ပဲကြောက်နေကြတယ်တကားရဲ့ကိုရင်လေးတွေသူတို့အလွန်မင်းကိုစိတ်မကောင်းဖြစ်နေမိသူတို့ခေါင်းကိုငိမ့်လိုက်တပည့်တော်ကကိုရင်လေးကိုကူညီပေးဖို့အတွက်ရောက်လာတာပါတပည့်တော်ကိုရင်လေးကိုကူညီပါမယ်ကိုရင်ဝမ်းသာရပါပြီတကားကြီးကူညီပေးမယ်ဆိုရင်တော့အမြန်ဆုံးသာကူညီပေးပါဒါမှကိုရင်လေးတောင်းဝင်ကိုအပိသက်လှုပ်ဆောင်ပြီးကျွတ်လွတ်ခွင့်ကိုလက်ခံမိမှာမို့လို့ပါဟိုစိတ်ချပါကိုရင်လေးဟိုတပည့်တော်ကိုပဲလှုပ်ဆောင်ပေးပါမယ်ဩတကားကြီးကိုရင်ရုပ်ကိုဆယ်ယူမယ်ဆိုရင်တော့တကားကြီးတယောက်တည်းမလုပ်ပါနဲ့ရွာထဲကိုသွားပါကိုရင်အကူကြီးတောင်းနေတာပါဆိုတာကိုပြောပြပါပြီးတော့သူတို့ကိုလည်းဆယ်ယူခိုင်းပါလေကောင်းပါပြီကိုရင်တပည့်တော်အခုပဲရွာထဲကိုသွားပါမယ်ကိုရင်ဒီကပဲစောင့်ဆိုင်နေပါမယ်သူတို့လည်းမူလပြန်ထားတဲ့အသွင်းနဲ့ပဲဇရက်အိုကြီးကနေထွက်ပြီးရွာထဲကိုဝင်ခဲ့လိုက်ရွာထဲရောက်တော့သူတို့ရဲ့ခံကြားချောမောနေတဲ့အသွင်းကြောင့်ရွာသူရွာသားတွေကတန်တော်ကြည့်ကြသူတို့ကသူ့နားကလူသူ၃-၄ယောက်ကိုခေါ်ယူလိုက်ဒီကမိတ်ဆွေတွေအားလုံးပဲကျုပ်နာမည်ကတော့သူတော်ပါဂန္ဓာကြီးခီးသွားတစ်ယောက်ပေါ့အခုဒီရွာကိုရောက်လာရတဲ့အကြောင်းကတော့ဟောဒီကမိတ်ဆွေတို့ရွာစီမှာကြုံကြိုက်နေကြရတဲ့ကိုရင်လေးရဲ့ကိစ္စပါပဲကိုရင်လေးဆိုတဲ့အသုံးလုံးကြောင့်သူတော်ရဲ့စကားဆုံးမှာအနီးနားအိမ်ထဲကလူတွေပါထွက်လာကုန်ကြတကယ်တော့မိတ်ဆွေတို့စီကိုညာဘက်တွေရောက်လာနေခဲ့တဲ့ကိုရင်လေးကမိတ်ဆွေတို့စီမှာကိုညီလာတောင်းနေတာပါတကယ်တမ်းတော့ကိုရင်လေးက
ညချိန်ခီးသွားရင်ဒီရွာနားမှာပိုးထိခဲ့ပြီးတဲ့နောက်ရွာပြင်ကဇရက်ကြီးစီကိုအနားယူဖို့သွားရေရင်းပြက်တစ်ခုကိုပြုတ်ချခဲ့သူပါသူ့ရဲ့ရုပ်ကလက်ကအခုထိရေရင်းထဲမှာပဲရှိနေပါသေးတယ်ကိုရင်လေးကမိတ်ဆွေတို့ကို၆လန်းလို့မဟုတ်ပဲသူ့ကိုရေရင်းထဲကနေဆယ်ယူပေးဖို့အကူကြီးလာတောင်းနေတာပါဦးဖေဟာကိုရင်လေးရေဖြစ်မှာဖြစ်ရလေကွယ်ကိုရင်လေးအတွက်ဘိုးကတော်ရွာတရွာလုံးရင်ခွက်ပလက်ယူချိုးမရဖြစ်ကုန်ကြကိုရင်လေးရဲ့လောင်းကိုရေရင်းပြက်ထဲကနေဆယ်ယူကြပါပြီယောက်ျား၃ယောက်လောက်ကရေရင်းထဲကိုဆင်းကြပြီးပုတ်ပွားနေပြီဖြစ်တဲ့ကိုရင်လေးရဲ့လောင်းကိုပကတ်တွေစဉ်ကျိုးတွေနဲ့တုံနှောင်လို့အပေါ်ကိုဆွဲတင်လိုက်ကြအလောင်းကရေဝပြီးတော့နူးနေတော့အထိမခံအသေးချာဆွဲယူတင်ကြရအပေါ်ကိုရောက်တော့ကိုရင်လေးရဲ့ရုပ်လောင်းကိုဝိုင်းဝန်းကြည့်ကြပြီးငိုသူကငိုအော်သူကအော်နေဘိုးကတော်ရွာသူရွာသားတွေဟာကိုရင်လေးသူတို့ကိုအကူကြီးလာတောင်းတဲ့အတွက်မသိနိုင်ခဲ့ကြတာကိုဝိုင်းဝန်းပြီးတော့တောင်းပန်ကြအဖြစ်ပြက်ကတော့တကယ်ကြုံတွေ့ရင်ဆိုင်နေရသူတွေဖို့တကယ်ကိုကြေကွဲဝမ်းနည်းစရာကောင်းလာတယ်။ကိုရင်လေးရဲ့မိဘနေရာကနေဝင်ရောက်ခန်းစားပြီးရင်ခွဲပက်လက်ဖြစ်ကြသူတွေလည်းရှိကြ။အဓိကကတော့ကိုရင်လေးအကူကြီးလာတောင်းတာကိုသူတို့မသိမကြားနိုင်ခဲ့တဲ့အတွက်ပို့လို့ဝမ်းနည်းကြေကွဲကြရတယ်။ဆရာတော်အရှင်သောနာလေးကိုရင်လေးရုပ်ကလက်ရှိရာဇေယျဦးကြီးစီကိုကြွားရောက်လာခဲ့။ကိုရင်လေးရဲ့ရုပ်လောင်းကိုဇေယျဦးကြီးနေရာစီမှာပဲမိစကြိုပေးခဲ့ကြတယ်။ရုပ်အလောင်းကရေဝနေတော့မီးလောင်ကျွမ်းဖို့ရကိုအတော်ကြီးကိုကြိုးပမ်းယူကြရဘလို့ပဲဖြစ်ဖြစ်ဘိုးကတော်ရွာသူရွာသားတို့ဟာကိုရင်လေးအတွက်နောက်ဆုံးအချိန်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပြီးတော့တကြိုပေးခဲ့ကြတယ်နောက်ဆုံးတော့ကိုရင်လေးရဲ့ရုပ်လောင်းဟာမီးဆွဲလောင်နိုင်ခဲ့ပါပြီအချိန်တစ်ခုကိုရောက်တဲ့အခါမှာတော့ရုပ်အလောင်းဟာပြာဖြစ်တာကျွန်းရစ်ပါတော့တယ်ဒီအချိန်လေးရက်ကိုတော့သူတော်နဲ့မကျွတ်လွတ်သေးသူကိုရင်လေးတို့ဟာလူချင်းနဲ့ဇေယျအိုကြီးရဲ့ဒေါင်းစီကနေပြုံးပြီးတော့ကြည်နေမိကြတယ်တကားကြီးကိုရင်ကိုဆက်ပြီးတော့ကူညီပေးနိုင်မလားယင်ဘာဖြစ်ဖြစ်ပြောပါတပည့်တော်ကူညီပေးပါမယ်ကိုရင်မြားချောင်းစီကိုအဋိဋ္ဌံချောင်းပို့ဖို့အတွက်တကားကြီးလိုက်ခဲ့ပေးနိုင်မလားမဖြစ်မနေတော့မဟုတ်ပါဘူးတကားကြီးဘက်ကလိုက်ပြီးတော့ကူညီဖို့အဆင်ပြေမှာပါတပည့်တော်ကအဆင်ပြေပါတယ်ကိုရင်နဲ့တူမြားချောင်းစီကိုလိုက်ခဲ့ပါမယ်ကောင်းပါပြီကျေးဇူးအများကြီးတင်ပါတယ်တကားကြီးကိုရင်လေးကပြောပြီးတော့သူ့လက်အိတ်လေးထဲကတစုံတစ်ခုကိုနှိုက်ထုတ်လိုက်ကြောက်တလုံးစာရွယ်စားရှိတဲ့အစိမ်းရောင်ကြောက်ကလေးတစ်လုံးဒီကြောက်က9ခုမြောက်အဋိဋ္ဌံကြောက်ပါပဲမြားချောင်းဆောင်ကြီးတိမ်မြုပ်ပြောက်ွယ်နေရကပြန်လေပေါ်ပေါက်လာဖို့အတွက်အဋိဋ္ဌံကြောက်9လုံးရှိတာမှာ9လုံးစလုံးစုံလင်ရလိမ့်မယ်မြားချောင်းဆောင်စီမှာအရှိက6လုံးကစုံလင်ပြီးပြီမို့ဒီကြောက်တစ်လုံးသာလိုပါတော့တယ်သူတို့လည်းအစိမ်းရောင်ကြောက်တုံးလေးကိုအသေးချာကြည့်လိုက်ဒီကြောက်လေးကိုတခါကြီးစီအပ်ထားပြရစီသူတော်လည်းကိုရင်လေးပေးတဲ့အစိမ်းရောင်ကြောက်တုံးလေးကိုယူလိုက်တယ်ပြီးတော့အနီးကပ်သေးချာကြည့်နောက်တော့ကိုရင်လေးရဲ့လက်ကိုလန့်ကင်လိုက်ပြီးလက်ထဲပြန်ထည့်ပေးလိုက်တယ်နောက်ဆုံးသောတာဝန်ဖြစ်တဲ့ဒီတာဝန်ကိုတော့ကိုရင်ကိုယ်တိုင်ပဲအစအဆုံးအပြည့်အစုံဆောင်ရွက်ပါတပည့်တော်ကြားမဝင်ပြရစေနဲ့ကိုရင်နဲ့အဖော်လိုက်ပေးသူဖြစ်တာတပည့်တော်ရှိပြရစေကောင်းပါပြီတကားကြီးဒါဖြစ်လေတပည့်တော်တို့အခုပဲသွားကြစို့လားသွားကြတာပေါ့သူတော်နဲ့ကိုရင်လေးတို့ဟာဇရက်အိုကြီးစီကနေဆင်းခဲလိုက်ကြပြီးမြားချောင်းဆောင်စီကိုဥတီပြီးတော့ခြေလမ်းတွေလှမ်းလိုက်ကြတယ်တိတ်မကြခင်မှာတော့သူတော်နဲ့ကိုရင်လေးတို့ဟာဇရက်အိုကြီးနဲ့အတော်လမ်းရာကိုရောက်ရှိခဲ့ကြပြီးအနောက်ကိုလှည့်ကြည့်ချိန်မှာတော့ဇရက်အိုကြီးစီကနေတန်ဝင်းဝေတက်နေတဲ့ခန္ဓာကျွင်းမီးကိုတန်းလေးကိုလှမ်းမြင်လိုက်ကြရတယ်ကိုရင်လေးကတော့သူ့ခန္ဓာနဲ့နောက်ဆုံးမီးကိုတန်းလေးကိုနှုတ်ဆက်ပြီးတော့ကြည့်နေရင်းနဲ့ကြီးတော်ဆိုတဲ့ရွာရဲ့အနောက်ဘက်ပြအစွန်စမ်းနေရာမှာအင်ဂျီလည်းမရှိဖုန်းဆိုးရဲ့လည်းမမဲ့တဲ့မြေကွက်လက်ကြီးတစ်ခုရှိအဲ့ဒီနေရာမှာအင်ဂျီမရှိရတဲ့အကြောင်းကကြီးတော်ရွာကိုစတင်တဲကလေးကအဲ့ဒီနေရာမှာအိုးအိမ်ဆောင်မရဘူးဆိုပြီးတော့ရှေးအဆက်ဆက်ကစကားဆင့်ကန်းလာကြတယ်တကယ်လေအဲ့ဒီချက်မှာအခုအချိန်ထိကိုအိုးအိမ်ဆောက်ပြီးတော့လူနေလို့မရခဲ့ပါဘူးအိမ်ဆောက်ပြီးတော့လူနေမိရင်တော့အိမ်မိလောင်ရင်လောင်ဒါမှမဟုတ်တိမ်တဲကအိမ်သားတွေ2ယောက်3ယောက်ဇက်တိုက်သေးဆုံးတတ်တာမျိုးဖြစ်တတ်တယ်ဒါကိုတိုက်ဆိုင်မှုမဟုတ်ကြောင်းတတိထားမိချိန်ကစပြီးနောက်ပိုင်းမှာတော့ကြီးတော်ရွာကလူတွေဟာအဲ့ဒီနေရာမှာအိုးဟိမ်တီးဆောက်တာတွေမကပဲစိုက်ပျိုးနေမြေမွေးမြူရေးနေမြေဖြစ်တောင်မှအသုံးမပြုရဲကြတော့ပါဘူးဘုံဆိုးလဲမမဲဆိုတာတော့အဲ့ဒီနေရာကလူသူတွေနေထိုင်သမှုနဲ့အသုံးပြုမှုကိုနှစ်ပေါင်းများစွာမပြုတော့ပဲပြစ်ထားခဲ့ပေမဲ့တောရိုင်းချုံတွေပေါရောက်လာတာမျိုးမရှိခဲ့အဲ့ဒီကွင်းကြီးတစ်ခုလုံးဟာဖုံးဆိုးဆန်ဖို့နေနေတာမြေရိုင်းပင်အောင်မပေါက်ပဲစကြမ်းမြက်ခင်ပပသာပေါက်ရောက်လို့နေ
အဲ့ဒီနေရာကိုအုပ်ချုပ်မင်းလုပ်သူအာဏာပိုင်တွေကလက်ရှိကြေးတော်တုတ်တန်နေရာမှာစီမံကိန်းတစ်ခုလုပ်လိုတာကြောင့်တုတ်တန်နေရာကိုအဲ့ဒီစီမှာတတ်မှတ်လိုက်တယ်တဲ့။ငကိုကားမှစိုးလွန်ခိုင်လွန်းတဲ့နေရာကိုတုတ်တန်ရွှေ့မယ်ဆိုတာတော့ကြေးတော်ရွာကလူတွေကသွေးဖြတ်တုံလုံးကြရပြီ။တုတ်တန်ရွှေ့မဲ့တဲ့ရင်ထွက်လာပြီးတိတ်မကြောက်။ကြေးတော်ရွာကလူတွေဟာခြောက်ချားစရာဖြစ်တွေနဲ့ကြုံလာရ။တချို့ကကွင်းကြီးအထဲကနေဆိုင်းလိုဇက်လိုစူညံတန်တွေကိုကြားရတယ်။တချို့ကကြတော့ကြောက်မက်စရာကောင်းလွန်းတာတွေကိုမြဝါထင်ထင်ကြုံခဲ့ရတယ်။ကြေးတော်တောင်ရက်မာနေတဲ့ဖိုးအေးတို့တတိုက်ကတစ်ဖက်ကဇောက်တူရွာကိုလူပြိုလှည့်ပြီးတော့ညာဘက်ပြန်လာ။ကွင်းကြီးရဲ့ဆက်မှာနွားပေါက်လောက်ရှိတဲ့ခွေးနတ်ကြီး၃ကောင်လိုက်လို့တေးလူမျိုးဖပြေးချရ။ကြေးတော်ကိုပြန်ရောက်ကြတော့မောသူမောမေးသူကမေးတတိလက်သူကလက်နဲ့နောက်ထပ်ကြုံရသူကတော့ဈေးတယ်မီအေးတို့လင်မယားသူတို့လင်မယားကမနဲ့ဆိုရင်ဝေလီဝေလင်းမှာကြေးတော်ကလက်ဖက်ရည်ဤချခွေစားတဲ့ဟာတွေကိုဖောက်တဲ့ယူပြီးတစ်ဖက်ကရွာစင်တွေစီမှာလှည့်ရောင်းချတာတမနက်သားဈေးရောင်းဖို့ကွင်းကြီးကိုဖြတ်တော့အနောက်ကနေအရက်တပေလောက်သာရှိပြီးအသားကြီးမဲနဲ့လွန်းနေတဲ့ကလေးသေးသေးလေး9ယောက်ကအတင်းလိုက်ပြီးတော့လူရက်လို့မုတ်တွေလက်ဖက်ရည်တွေချပြီးတော့ကြောက်ဝါလန်အားနဲ့အလဲလဲကွဲကွဲထွက်ပြေးခဲ့ကြရတယ်နောက်ထပ်ကြုံရတာကတော့ရွာเจ้าကကွင်းရင်လေး3ပါတစ်ဖက်ရွာကနေဒီเจ้าမှာကွင်းရင်တစ်ပါးလာဝတ်နေအဲ့ဒီနေ့ကကွင်းရင်လေးကသူ့တကာမကြီးတွေအိမ်ကိုပြန်ကြွအဖေါ်ကွင်းရင်2ပါးလေလိုက်ပါသွားတယ်အပြန်ကြတော့ကွင်းရင်လေးတွေပြီးတကမာကြီးအိမ်ကပြန်ထွက်လာတော့ကအစောကြီးဖေမဲ့လန်ခုလက်မှာစော်ကစားရင်စားနောက်ရင်သွားကြတာဆိုတော့ကွင်းကြီးကိုဖျက်ချိန်မှာနေဝင်တရောဖြစ်နေပြီကွင်းကြီးကိုဖျက်တော့ဖြက်လန်းအလဲမှာကွင်းရင်လေးတွေကိုကြိုးပေးပြီးတော့အကောင်ကြီးတစ်ကောင်ထိုင်းနေကွင်းရင်လေးတွေကအကောင်ကြီးကိုဘာကောင်းမှမသိမကြောက်တတ်တဲ့ကွင်းတစ်ပါးကခဲကောက်ပြီးတော့ပြစ်အဲ့ဒီမှာတင်အကောင်ကြီးကကွင်းရင်လေးတွေကိုလိုက်တော့တာပဲတုတ်တန်တဲမဲဆိုတဲ့ကကွင်းကြီးတွေကဖြစ်စဉ်တွေဇက်တိုက်ဖြစ်ပြနေပါတယ်ဆိုဒီကိစ္စပါထက်ပြက်လိုက်တော့ကြေးတော်တရွက်လုံးသွေးပြက်ကြရပြီဘာအကြောင်းကြောင့်မှန်းလည်းမသိဘူးဘာကိုလိုချင်မှန်းလည်းမသိငကိုကလေးကနာမည်ဆိုးရှိတဲ့နေရာဟာအခုတော့နေကင်းကြောင်တောင်ဖြတ်သွားဖြတ်လာလောက်ရဲသူမရှိတော့ဒီလိုနဲ့ညာချမ်းတစ်ခုမှာတော့ကြေးတော်ရွာရဲ့တုတ်တန်အောင်တွေကအုတ်ကူစီမှာလူ3ယောက်ရက်ထိုင်တောက်နေကြသူတို့3ယောက်ကကြေးတော်ရွာသားတွေကြီးဖြစ်ပြီးအမှုသမားကစောသမားအလုံးမရှိအကိုင်မရှိလူပေလူတွေလို့သတ်မှတ်ထားကြတဲ့သူတွေပါအခုလေတုတ်တန်ဟောင်းထဲမှာသူတို့3ယောက်မကြောက်မလန့်နဲ့အရက်လာတောက်နေကြတာဖြစ်ချမ်းသာညီတို့ကအရက်ဖြူကိုပလင်းလိုက်မောတောက်နေတဲ့ချမ်းသာကိုခေါ်လိုက်တာမို့ချမ်းသာခမရအရက်သီးမလို့ဖြစ်သွားရဒါကြောင့်ကတော်ကမျောနဲ့အရက်ပလင်းကိုချလိုက်တယ်လို့လေချောင်းတွေကရက်ကိုလေအတင်းကာကျော်မျိုးချလိုက်ပြီးတော့အော်ဘာလဲကွာမင်းကလေဒီမှာရက်တောက်နေတာလေတီးတော့မလို့ကန်ကောင်းနေကွာချမ်းသာရဲ့ဖြစ်အင်းနဲ့အပြောကြောင့်ညီတို့နဲ့တာဘူးတော့ကြည်လိုက်မိကြတယ်ချမ်းသာကရည်နေတဲ့တောက်ပေါ်တောက်ဘက်2ယောက်ကြောင့်မကြေမချမ်းဖြစ်သွားပြီးတော့မင်းတို့ငါ့ကိုကြည်တယ်ပေါ့လေအဲ့ဒီတွက်ငါကတလဲပိုးတောက်အရက်ပလင်းကိုပြန်ကောက်ကင်ပြီးချမ်းသာတကြိုက်ထက်မော်တယ်ကျန်2ယောက်ကချမ်းသာတောက်နေတာကိုမကြေမချမ်းကြည့်ကြပြီးတော့အေးတောက်ပြီးသေမဲ့ကောင်ဆိုတော့တောက်ပေါ့ကွာဟုတ်တယ်ဝါအောင်သာတောက်ပြီးသွားရင်တော့တုတ်တန်တစ်နေရာမှာမင်းအတွက်နေရာသွားဥထားတော့သားဖို့ပြောတဲ့နောက်ဆုံးအပိတ်စကားကြောင့်အရက်ကိုမျိုးချလိုက်ပြီးရှုံးမဲလိုက်တဲ့ချမ်းသာမျက်မှောင်မှာအထက်ကျုံသွားရဟုတ်တုတ်တန်တဲ့ဟုတ်လားအေးဘာလဲနေရာသွားဥတော့မလို့လားဟာဟေ့မင်းအသာနေစမ်းမှညီတို့ရတုတ်တန်သေးဆိုလို့ငါရွာထဲမှာကြားနေရတဲ့သတင်းကိုပြောပြမယ်လို့ဘာလဲကွာဟိုဒီရတဲ့ဟိုမြေကွက်လက်ကြီးကတရေ6တယ်ဆိုတာလားအေးဟုတ်တယ်မင်းကကူမအဲ့ဒီသတင်းကိုကြားလာလားကွာအေးဆိုကွာအဲ့ဒီသတင်းကကြားလာပြီကွာကျန်းသာတို့ညီတို့အချီအချပြောဆိုနေမှုကိုတာပုကဝင်ပြောတယ်ငါမနဲ့ကမှကြားတာကွာဟုတ်ပါပြီအခုအဲ့ဒီကိစ္စကိုရွာတွေကကိစ္စမို့စိတ်ဝင်စားမနေနဲ့ထားလိုက်တော့အခုတို့အရက်တောက်နေတာကိုပဲအာယုံစိုက်ပြီးတော့နေအခုတော့ငါလည်းငါတောက်ပြီညီတို့ကချမ်းသာကိုပြောပြီးသူ့ရဲ့လက်ချပြီးဖြစ်တဲ့အရက်ပလင်းကိုကောက်ကင်လိုက်ဟိုချလို့မရဘူးကွာဟေးချမ်းသာစီကမျော်လင့်မထားတဲ့ခက်ပြက်ပြက်စကားအတွက်တာဘူးရောညီတို့ပါအံ့အားသင့်သွားကြတယ်ညီတို့ဆိုရင်မောတောက်နေတဲ့အရက်ပလင်းတောင်တဝက်တစ်ပြက်နဲ့အောက်ပြန်ချမိတယ်ချမ်းသာရဲ့မျက်နှာကိုကြည့်တော့တခုခုအတွက်အလေးနဲ့တွေးနေရန်ကအထင်သာရှိနေတယ်ချမ်းသာမင်းတခုခုလုံးမလို့လားတာဘူးကမေးလိုက်တယ်ဒီခါချမ်းသာကအေးတလုံးသာခက်တုတ်တုတ်ဖြေလိုက်တော့ညီတို့ကပြန်ပြောတယ်မင်းဘာလို့ချင်လို့လဲဒီကိစ္စကရွာတွေကလူတွေအကြောက်လွန်နေတာကွာ
သူတို့ဘာသာကြောက်လွန်တော့ဘာဖြစ်တုံးကွာအလက်ကားတတိမရှိတဲ့သူတွေမျိုးကြောက်ကြတယ်မစမ်းပါဘူးကွာဟုတ်တယ်အလက်ကားတက်ကြောက်ဖို့ပဲသိတဲ့သူတွေသားဘူးနဲ့ညီတို့ကအတွဲညီညီပဲအခြေခံပြောကြတယ်ချမ်းသာကခေါင်းကိုကုပ်လိုက်ပြီးတော့မင်းတို့နေတော့ခက်ပြီကွာဟာဘာလို့ခက်ရမှာတော့ကွာအရက်ကလေးတွေကခက်ထွေထွေဆိုတော့စကားတန်တွေကကျင်းလောင်ပြီးမချေမငံပြောတဲ့အသွင်ဖြစ်နေတယ်ဒါပေမဲ့လေဒီပုံစံကတောက်ဖို့တောက်ဖက်ဖြစ်တဲ့သူတို့၃ယောက်သားကြနေပြီးသားပုံစံတွေမင်းတို့ကငါပြောလို့တာအဲ့ဒီသဘောမဟုတ်ဘူးကွာမင်းကဘာသဘောပြောလိုက်လို့တော့ကွာညီတို့ကချမ်းသာဘက်ကလေအပင့်မခံအတင်းကရောပိတ်လို့ပြောလိုက်တော့ချမ်းသာကနေပြီဟာမင်းတို့ကပြောလေခက်လေဖြစ်နေပါပြီကွာဒီမေငါပြောချင်တာကတရေမရှိဘူးတရေဆိုတာကိုငါမယုံကြည်ဘူးလို့ပြောချင်တာကွာဟောတရေဆိုတာကိုမင်းကမယုံအထီးကအဲ့ဒါကိုပြောချင်တာတာပူကဟန်နဲ့ပန်နဲ့ဝင်ပြောပြီးခေါင်းကိုတစ်ဆက်ဆက်ညိတ်ဟုတ်တယ်ရောက်ဖားတို့ရဒီလိုကွာမင်းတို့နေအောင်နဲ့ငါရဲတောက်လာတဲ့ပြည့်ပြည့်စင်ကွာဒီနေ့တကြောလုံးကတုတ်တန်တွေမှာတောက်ဖို့တယ်ခြောင်လွန်းပါတယ်လန်လွန်းပါတယ်ဆိုတဲ့ကိုပင်6ကြီးအောက်မှာလဲအချင်းချင်းသွားတောက်ဖို့တယ်ဘယ်မှလဲတည်ဟုတ်တယ်ကွာဟိုတခါမှတည်ရဲဆိုတာကိုအချောက်မခံခဲ့ရအောင်လို့ငါပြောချင်တာအဲ့ဒါအတိုင်ပေါင်းညီညီပဲကြံနေရောက်ကခေါင်းကိုအပြန်ငိမ့်ကြချမ်းသာကဆက်ပြောတယ်ဟိုပြီးတော့ကွာအခုခြောင်လွန်းပါတယ်ဆိုတဲ့ကွင်းပြင်ကြီးအဲ့ဒီထဲမှာလဲငါတို့တောက်ဖို့စားဖို့ကြတာပဲမဟုတ်လားဟုတ်တယ်လေကွာဟိုတိုင်းမဲသွားမတောက်တာတော့ကြာသွားပြီကွာအခုဒီတုတ်တန်မှာရောကွာအချိန်ချိန်မှအချိန်ချိန်ပါကွာတခါတောက်ပြီးအိပ်ပြီးမနှက်လင်းမှပြန်ကြကဲဘယ်မှလဲတည်တခါမှမချောက်ဘူးလေအဲ့ဒါပြောတာကွာချမ်းသာကစကားဖြတ်ပြီးတော့၃ယောက်စလုံးငြိမ်သက်သွားကြခဏကြာမှတာဘူးကချမ်းသာမင်းတခုခုလှုပ်ချင်နေသလားလို့ဟုတ်တယ်မင်းဘာလှုပ်ချင်နေတာလဲငါအခုအဲ့ဒီကွင်းပြင်ထဲမှာမိုးလင်းမောက်ရက်သွားတောက်ချင်တယ်ကွာမိုးလင်းမောက်ရက်သွားတောက်ချင်တယ်အဲ့ဒီအစီအစဉ်ကောင်းတယ်ကောင်းတယ်အစီအစဉ်ကောင်းတယ်လုံးနေကြတယ်မိုးလင်းမောက်တောက်ဖို့ကဒီကောင်နဲ့တွေမလုံလောက်တော့ဘူးတားဘူးကရံပလင်းကိုမြောက်ပြပြီးတော့ပြောတော့ဥဆောင်ထားသူချမ်းသာကကိုဖေကြီးဆိုင်ကထက်ဝဲမှာပေါ့ကွာဟိုသူတို့ကအိတ်လောက်ပြီလေကွာဟိုနှိုးပြီးတော့ဝဲမှာပေါ့ကွာဝါဟိုဒါဖြစ်လေသွားကြမယ်၃ယောက်သားထိုင်တောက်နေတဲ့အုပ်ကူစီကနေထားလိုက်ကြပြီးတော့ရွာထဲကိုဝင်တင်ဖေကြီးရဲ့ရဲဆိုင်ကိုသွားနှုတ်ပြီးအရက်၃ပလင်းကိုတယောက်တစ်ပလင်းဆွဲပြီးရွာနောက်ဘက်ကကွင်းမြင့်စီကိုထွက်သွားခဲ့တော့တယ်အဘဘာဒီကွင်းကြီးထဲမှာရက်လာတောက်ရတာမှတကယ်စိမ့်ကွာကြည်စမ်းပါဦးလေလေးကတဖြူဖြူနဲ့တောက်ရတာကောင်းချက်ချမ်းသာကပြုံးရွှင်ကျင်းနေပြီးတော့အော်ဟစ်ပြောလိုက်တယ်ဟာဒါမှသူရနတ်ဘုံလို့ခေါ်မလားပဲကွာနတ်ဘုံမဟုတ်ဘူးကွာနိဗ္ဗာန်နိဗ္ဗာန်လားဒါဖြစ်ကျင်းနေရတဲ့ပေါ့ကွာ၃ယောက်စလုံးအရဲတောင်ရင်းနေမြူးကြွနေကြတယ်သူတကာကြောက်ပါတယ်ဆိုတဲ့နေရာမှာအရက်ထိုင်တောက်နေတာဖြစ်ကြတယ်သူတို့ကိုသူတို့လည်းဂုဏ်ယူနေကြတကယ်ပါကွာကြီးတော့ကလူတွေကငကြောက်တွေပါဟုတ်ပါကွာဒီနေရာဒီလောက်ตายရနေတဲ့ဟာမင်းတို့ကလေကွာတိတူပေါ်စားမတိတူကြော်သွားတဲ့ငါတို့ပဲတီတော့ငါတို့ပဲပေါ်စားကြတာပေါ့ကွာဒါပေါ့ကွာဒါပေါ့၃ယောက်သားစကားတွေဖောင်းဖွယ်ရင်းနဲ့အရက်တောက်ကြတာတပလင်းကုန်ပြီးတော့နောက်တပလင်းကိုတဝက်ကျိုးနေပါပြီလူတွေလည်းရေချိန်ကြိုက်တာထက်ကိုကြောလွန်တယ်လို့ဖြစ်နေပြီးမြူးတူးနေတဲ့စကားတန်တွေကလည်းအာလေးရှာလေးလိုနဲ့ဖြစ်လာခဲ့ပါပြီအဲ့ဒီခိုင်မှာသူတို့အနောက်ကကွင်းထဲကနေလှုပ်လုံးနဲ့ကုန်းကွာအကောင်ကြီးတွေထွက်ပေါ်လာခဲ့အကောင်ကြီးတွေကသူတို့ရှိရာကိုတဖြည်းဖြည်းနဲ့တိုးကပ်လာနေကြဒီအချိန်တွေကိုဇင်ရစ်နေပြီဖြစ်တဲ့ချမ်းသာတို့၃ယောက်ကတော့တတိမထားမိကြနည်းနည်းချင်းဆိုင်ဆက်ကျိုးပြီးတဲအေးတအပ်နဲ့လေတက်လိုက်ဟိုကုတ်လိုက်ဒီကုတ်လိုက်နဲ့တာဘူးချမ်းသာကဇက်ကျိုးနေရင်းကနေတာဘူးကိုလက်လန်းပုတ်လို့ခေါ်လိုက်ငါတို့အရက်ကြံသေးလားကြံသေးတယ်လေကွာမင်းတောက်နိုင်သေးလို့လားငါတောက်မှာမဟုတ်ဘူးကွာငါအနောက်ကညီတိုးတောင်းနေလို့ညီတိုးဟာတောင်းနေတာဘူးလေမျက်လုံးကိုပြူးပြဲပြီးသူနှစ်ဘေးကညီတိုးကိုအသေးချာကြည့်ညီတိုးက
သူတို့အစထိုင်တော့ကလိုပဲမျက်နှာချင်းဆိုင်မှာထိုင်နေပြီးခေါင်းငိုက်ဆိုင်ကြပြီးတော့ငိုက်မိနေဒါကြောင့်သားဘူးကချမ်းသာကိုလက်ပြန်တိုးလိုက်ပြီးတော့ဟဲ့ကောင်ချမ်းသာရညီတို့ကမင်းအရှိမှလေကွာဟေးညီတို့ဟာငါရှိမှချမ်းသာကမျက်လုံးကိုပြူးပြဲပြီးသူ့အရှိကညီတို့ကကြည့်လိုက်ဟေးဟုတ်သားဟာအသားဘူးဟာဒီမှာညီတို့ကငါရှိမှဒါဖြင့်ဟိုငါအနောက်ကလက်ကုပ်ပြီးတော့ရေပလင်းကိုတောင်းနေတာဘာတူလဲမသိဘူးကွာဟိုဘသူပဲဖြစ်ဖြစ်ငါဘာသာအိတ်တာပဲကောင်းတယ်ချမ်းသာကအာလေးရှာလေးနဲ့ပြောပြီးတော့ခေါင်းကိုငိုက်ချပြီးတရှူးရှူးနဲ့အိတ်လူကောင်းလည်းမသိဘူးကွာလူတယောက်လုံးသူ့ရှိမှထိုင်းနေတာကိုအနောက်မှာတော့မြင်နေသေးတယ်လို့အဲ့ဒါဒီကောင်မူးနေတိုင်းဖြစ်နေတာလေကွာမင်းရလေသားဘူးနဲ့ညီတိုးတို့ပြောပြီးနှစ်ယောက်သားချမ်းသာကိုရေးလိုက်မိကြပလင်ပွေးရုတ်တရက်ချမ်းသာနောက်ကထွက်လာတဲ့အော်ရှာရှာတန်းကြီးဒီအတန်းကြောင့်သားဘူးနဲ့ညီတိုးတို့လည်းချမ်းသာရဲ့နောက်ကိုကြည့်လိုက်ကြချမ်းသာရဲ့နောက်စီမှာလူကျွဲလူနဲ့မဲမဲကောင်တွေအများပြားပဲစောင်းကြောင်ထိုင်နေကြသူတို့ကြည့်မိနေကြတော့မှပဲအဲ့ဒီကောင်ကြီးတွေရဲ့မျက်လုံးတွေကရဲကနေတောက်လာကြပြီးမျက်နှာအသွင်ပြင်တွေကိုလည်းထိန်ထိန်ရှားရှားမြင်လိုက်ကြရမျက်တွင်းဟောက်ပတ်အယိုးခောက်ခတ်ကိုမှအဆွဲဖွေးဖွေးတွေကတန်ငုံငေါ်ထွက်နေသားဘူးရောညီတိုးပါတောက်ထားတဲ့ရက်တွေဘယ်ရောက်ကုန်မှမသိအမူးတွေပြေးပြီးတယောက်မျက်နှာတယောက်ကြည့်ကြပြီးတော့သွေးပြက်ချောက်ချားကြချမ်းသာရမင်းအောင်မှာတရဲတွေဟာသားဘူးနဲ့ညီတိုးကနှစ်ယောက်ပြိုင်ထအော်ပြီးပစိုးစုံတောင်ဆွဲပြီးတော့ထပြေးကြချမ်းသာကတော့အိပ်ပျော်နေခဲ့ပြီမို့ဘာမှမသိတော့သားဘူးတို့အော်ပြီးပြေးတာကိုလေအမူးချိန်နဲ့အိပ်ပျော်ခဲ့တာမို့သူမကြားခဲ့မဟုတ်တော့ခေါင်းငိုက်ဆိုင်ကြရင်နေမြဲတိုင်းသာကြံရိတ်ခဲ့သူ့အနောက်နားကအကောင်ကြီးတွေကလည်းထွက်ပြေးသွားတဲ့ညီတိုးတို့အနောက်ကိုမလိုက်ပဲချမ်းသာနားမှာပဲထိုင်ရင်းနဲ့ကြံရိတ်ခဲ့ကြနွေတန်လျက်တို့ကလေကွင်းပြောင်ရိုးပြက်ပြင်တွေစီမှာလက်ထားလို့နေဥရုနွေရဲ့အပူရှိန်ကလောကတစ်ခွင်ကိုလွှမ်းရည်ထားပြီးမြေပြင်ပေါ်ကတက်ရှိတဲမဲတို့ဟာလည်းအပူတန်အောက်မှာပြဝင့်နေသလားထင်မဲရဒီလိုချိန်ကမှလေကွင်းမြေအဆုံးစီကမကြီးပင်ကြီးတမင်အောက်စီကနေတယောက်တည်းစကားထိုင်ပြောနေတဲ့အယူတယောက်အယူရဲ့အတွင်ပြင်ကသပင်စုပ်ဖွားမျက်နှာညစ်ထေးပြီးတော့အသားတို့ကလည်းဂျင်းညူရောင်ပေါက်နေတယ်အဝိစားတွေကတော့ယောဂီရောင်ကိုမှနွမ်းဖက်လွန်ပြီးတော့အယောင်ပြေပြီးတော့ဝါချင်းချင်းဖြစ်နေတဲ့အပြင်ကိုမှအပေါက်ပြေးတို့ကလည်းနေရနှံ့ပြပဲတကယ်တော့တာမန်လူတို့မမြင်နိုင်တဲ့လူတယောက်အယူရဲ့ရှေ့စီမှာထိုင်နေကိုရင်လေးတစ်ပါးပါဟိုဒါဖြစ်ကိုရင်လေးကအဲ့ဒါကိုပြေးရပြီးသွားရင်ဘယ်ကိုသွားမှာလဲကိုရင်ကအဲ့ဒီတောင်ဝင်ပြီးသွားရင်ကိုရင်လူပြန်ဝင်စားခွင့်ရရှိမှာပါလူပြန်ဝင်စားရင်ရောဒီဘွားကပါရမီထူးကပါရှိခွင့်ရမှာလားရရှိမှာပါဟောဒါဖြစ်ကောင်းတာပေါ့ကိုရင်ကောင်းတာလှုပ်ဆောင်တာမို့လို့ကောင်းတာတွေပဲရရှိမှာပါတကားသူတော်အယူကခေါင်းကိုတစက်စက်နဲ့ငိမ့်လိုက်ဒါနဲ့တကားသူတော်ကိုရင်တကူလောက်မေးကြည့်ခြင်းမေးပါကိုရင်တကားကြီးကိုကိုရင်စတွေ့တော့ကအခုလိုပုံစံနဲ့အဲ့ဒီချိန်မှာတကားကြီးရုတ်တရက်ယောဂီဝင်းနဲ့တီကြည်တဲ့အသွင်ကိုပြောင်းလဲသွားတယ်ကိုရင်နဲ့အတူထွက်လာတော့ကလည်းအဲ့ဒီပုံစံနဲ့နောက်တော့တကားကြီးကအခုလိုပုံစံဖြစ်သွားပြန်ရောဒါကိုရင်နားမလည်နိုင်ဘူးဖြစ်နေမိတယ်ကိုရင်လေးရဲ့စကားကြောင့်အယူကတေးဟီးနဲ့ရီလိုက်တယ်ပြီးတော့ရုတ်တရက်ချုံပွဲချငိုဘာဖြစ်လို့ငိုတာလဲတကားကြီးရဲ့အခုပဲရီအခုပဲငိုကိုရင်တော့တကားကြီးကိုကြည့်ပြီးတော့လိုက်ယူချင်လာပြီဝမ်းနေလို့ရီမိပြီဝမ်းသာလို့ငိုမိတာပါကိုရင်လေးရဲ့ဟင်ဘလို့ကြီးလေရီတာကဝမ်းနေတယ်ငိုတာကဝမ်းသာတယ်ဘလို့များလေအကြောင်းတစ်ခုတော့ရှိနေမယ်ထင်တယ်နော်အမှန်ပါပဲကိုရင်လေးရဲ့ဟိုးရှေ့တုန်းကသူတော်ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာအမုန်းတရားတွေအာကာဒအညိုးတွေနဲ့ပြင်းနဲ့လောင်ကျွမ်းခဲ့ရပြီးကိုလျှောက်တဲ့လမ်းမှာမလုံသင့်တဲ့အရာတွေကိုစီကံဖောက်ပြီးလုပ်ခဲ့မိဒီရဲ့အကျိုးဆက်ကြောင့်အခုလိုယူတခါကောက်တက်လက်နဲ့အပြည့်တံကိုပြန်ပေးဆက်နေရတာပဲ။အိုးအပြည့်တံကြောင့်ကိုရင်လေးကရေရွတ်ပြီးတော့ဆက်ပြောတယ်။ဒါနဲ့ရီတာနဲ့ငိုတာကြတော့ရောဝမ်းနေလို့ရီမိတာကသူတို့အဲ့ဒီအလုပ်တွေကိုလုံးမိလို့အပြည့်တံစီရင်ခံရပြီးလွန်မြောက်တဲ့အခါလူကောင်းသူကောင်းဘဝကိုပြန်ရရှိမှာမို့လို့ပါစီကံဖောက်ပြန်မိတာနဲ့အပြည့်တံစီရင်ခံနေရတဲ့အတွက်ကိုဝမ်းနေပြီးတော့လူကောင်းဖြစ်ရမှာအတွက်ကိုရည်မိပါတယ်ဒါဆိုရင်ဝမ်းသာလို့ငိုရတာကရောဝမ်းသာလို့ငိုရတာကလူကောင်းသူကောင်းဖြစ်ပြီးတဲ့နောက်မှာ
အခုလိုမျိုးကူညီထိုက်သူတွေကိုကူညီပေးခွင့်ရဖို့ရမလွယ်ကူတော့တာကြောင့်ပါလူကောင်းသူကောင်းဖြစ်ရတော့မဲ့အတွက်ဝမ်းသာပြီးတော့ကူညီခွင့်မရတော့မဲ့အတွက်တော့ဝမ်းနေရပါတယ်။အော်ဖြစ်မှဖြစ်ရလေတကားသူတော်ရေကိုရင်လေးကပြုံးစားစားနေပြောတော့သူတော်လေးမျက်ရည်တွေကိုတုတ်တင်လိုက်ဒါနဲ့ကိုရင်လေးပြောတယ်မြာချောင်းစီကိုဘယ်တော့လောက်ရောက်နိုင်မလဲဟိုတိတ်မကြပါဘူးတပတ်မပြည့်ခင်ရောက်မှာပါဒီကနေဆိုရင်တော့အရှိဘက်ဆူဆူကိုသွားရမယ်ကြီးတော်ဆိုတဲ့ရွာကိုရောက်ရင်အဲ့ဒီနာမှာမြာချောင်းဆောင်ရှိအရှိဘက်ဆူဆူကြီးတော်ရွာအဲ့ဒီရွာနဲ့နီးပြီးတော့မြာချောင်းဆောင်နေရမှာကအခုတော့ဘာမှမရှိတဲ့ကွင်းပင်ကြီးဖြစ်တာရှိနေတယ်ဒါပေမဲ့နှစ်အပိုင်းခြားကာလတစ်ခုမှာဥပဒက9ယောက်ရဲ့ကြိုးကုပ်မှုနဲ့ထွန်းထွန်းပေါက်ပေါက်ကြီးထွက်ပေါ်လာလိမ့်မယ်ဟိုဒါဖြစ်အတိတ်ထံကြောက်တုံးတွေကရောအတိတ်ထံကြောက်တုံးတွေကိုဥပဒက9ယောက်ကတကူစီပိုင်ဆိုင်ထားကြရမှာမြာချောင်းဆောင်ပေါ်ပေါက်လာဖို့အတွက်အတိတ်ထံပြုတ်ထားတဲ့ကြောက်တွေကထိုက်တဲ့ဥပဒကတွေကိုရွေးချယ်တာပေါ့ဟိုအဲ့ဒီလိုလားဟိုဒါဖြစ်ကိုရင်စီကအတိတ်ထံကြောက်ကဟိုဥပဒကစီပေးရမှာပေါ့ဟုတ်ပါတယ်ကိုရင်စီကအတိတ်ထံကြောက်အတွက်လက်ခံရမယ့်ဥပဒကဒီရက်ထဲမှာပဲပေါ်ထွက်လာလိမ့်မယ်တဲ့သူ့စီကိုရင်ကအချိန်မီပေးရပါလိမ့်မယ်ဟိုတပည့်တော်တို့ဟိုစဆုံကစားကိုရင်ပြောဘူးတယ်ဘလို့မျိုးလဲတကားရဲ့ဟိုအတိတ်ထံ6လုံးကမြချောင်းဆောင်စီကိုရောက်နေပြီဆိုတာဟုတ်ပါတယ်အဲ့ဒီကြောက်တွေကိုလေသူ့ဆိုင်ရာဥပဒကတို့စီကိုသူနီးသူဟန်နဲ့ရောက်ရှိပြီးဥပဒကတို့နဲ့တူမြချောင်းဆောင်စီမှာရောက်နေကြပါပြီအခုကိုရင်လက်ထက်ကကြောင်းနဲ့ပို့ဆောင်ပေးရမယ့်ဥပဒက9ယောက်မြောက်နောက်ဆုံးပါသူ့စီကိုရောက်ပို့ဆောင်ပေးပြီးတာနဲ့ကိုရင်ကတောင်းဝင်ပြီးဆုံးပြီဖြစ်တယ်လို့ဥပဒကကလည်းမြချောင်းစီမှာပဲအလုတ်ကျွေးပြွေနဲ့နေထိုင်သွားရတော့မှာပေါ့ဩအေးတကာကြီးနေဖို့ကလည်းအချိန်လို့တော့ဒီမကြီးပင်ရိတ်စီမှာတကာကြီးမေ့ဆက်ပါဦးနေအေးလာရင်တော့ကိုရင်နှိုးပါဟိုဒီလိုဆိုရင်လေသူတို့အိတ်တော်မယ်သူတို့လေးနေရမှာရင်ခွေးကနေလက်အိတ်လိုက်ကိုရင်လေးကတော့နဘေးစီမှာတင်မလေးခွေပြီးတော့ထိုင်ပြီးငိမ့်သက်သွားခဲ့တော့တယ်။ဗျာဗျာဒါဘယ်နေရာကြီးပါလဲ။ချမ်းသာတယောက်အိယာကနေနိုးနိုးချင်းခန်းနာထဲဝါလွန်လာတဲ့အစိမ်းရောင်ခန်းဆောင်ကြီးကိုကြည့်ပြီးတော့ရေရွတ်မိအခန်းဆောင်ကြီးရဲ့ခန်းနာထဲဝါမှုကသူ့တသက်နဲ့တကူတခါမှမမြင်ဘူးလောက်အောင်ပဲခန်းနာထဲဝါလွန်နေတယ်။ပက်ချလေးဟာစိမ့်ဖန်ချင်းတွေနဲ့သာပြည့်နေပြီးအနာသက်တွေမှာရွှေရောင်ကွက်တွေနဲ့အနာသက်ထားတယ်ချမ်းသာလေအခန်းဆောင်ကြီးတဲ့ကိုတန်တောနဲ့လှည့်ပက်ကြည့်နေအံ့ဩနေမနေ့တုန်းကဖြစ်ပျက်တွေကိုလည်းသူပြန်စဉ်းစားနေမိမနေ့ညကဖြစ်ပျက်လုံးစုံကိုသူပြန်တွေးမိမနေ့ညကသူနဲ့တာဘူးတို့နေအောင်ကွင်းထဲမှာရက်တောင်နေခဲ့အရက်တောင်နေရင်နေအမိုးလွန်ပြီးတော့သူအိပ်ပျော်သွားခဲ့အခုအိပ်ရနိုးတော့ဒီအခန်းဆောင်ကြီးတဲ့ကိုရောက်ရှိနေခဲ့ဘယ်ကနေဘလို့ရောက်လာရတယ်ဆိုတာကိုတော့သူဘလို့မှစဉ်းစားမရလောက်အောင်ပဲဖြစ်နေမိစိတ်ထဲလေသူအိမ်မက်မက်နေတာများလားလို့လေမချင်မရေတွေးမိပြန်သည်ဒီအချိန်မှာပဲအခန်းဆောင်ကြီးရဲ့နေရန်တစ်ခုစီကတကားချက်ကြီးနှစ်ချက်ကပွင့်လာချမ်းသာကြည်မေးလိုက်တော့အဖြူရောင်အထက်အဝေးစင်ထားကြတဲ့လူ6ယောက်အခန်းဆောင်ကြီးထဲကိုဝင်ရောက်လာကြချမ်းသာတဲ့အဲ့ဒီလူတွေကိုကြောင်ငဲပြီးတော့ကြည်နေမိညာချောင်းဆောင်ရဲ့နောက်ဆုံးဥပဒကလေးအိယာကနိုးပြီပေါ့ဝင်လာကြတဲ့လူ6ယောက်ထဲကခေါင်းဆောင်သူလို့ထင်ရတဲ့လူကပြောလာတယ်။ချမ်းသာသူ့ကိုပြောနေမှန်သိပေမဲ့သူကဥပဒကမဟုတ်တော့အဲ့ဒီပြောသူကိုကြောင်စီစီနဲ့ကြည်နေမိ။အေးမောင်ထုံမင်းမဲဥပဒကလေးကိုရေချိုးတန်းစင်ဖို့နဲ့ကျန်တဲ့ဘာကြီးဟာကိစ္စတွေလှုပ်ဆောင်ပေးလိုက်ပါ။ပြီးရင်တော့ဖေဟာ၄စုစံပေဟာခန်းကိုခေါ်ဆောင်ခဲ့လိုက်ပါ။ဟုတ်ကဲ့နောင်တော့6ယောက်ထဲကမောင်ထုံဆိုတာချမ်းသာနဲ့အသက်အဖြစ်မတိမ်မရင်ရှိတဲ့လူကထွက်လာကဲချမ်းသာရေချိုးရအောင်ချမ်းသာညင်းဆန်မှုနဲ့အပြန်လန်းကိုမေးဖို့သာတွေးမိလိုက်တယ်ဒါပေမဲ့လည်းဘာကြောင့်မှမသိမညင်းဆန်မိခဲ့ပဲအဲ့ဒီလူရဲ့ခေါ်ဆောင်ရကိုလိုက်သွားမိရန်ဆောင်ကြီးရဲ့တစ်ဖက်တစ်ကားကနေထွက်လာခဲ့ကြပြီးအပြင်ရောက်ချင်းမှာပဲကြာမျိုးငါးတွေပြည့်စုံနေတဲ့ရေကန်ကြီးကိုတွေ့လိုက်ရဒီကန်ကဒိုးရေချိုးတဲ့ကန်ပေါ့ဟိုဘက်မှာတော့တောက်တော်ရေကန်မျက်နှာတိကန်တွေရှိတယ်ကဲရေစင်းချိုးလိုက်ပါချမ်းသာလည်းရေစင်းချိုးလိုက်တယ်ရေနဲ့ထိလိုက်တာနဲ့တမှုထူးတဲ့အေးစိမ့်မှုကိုခံစားလိုက်ရတယ်။ဒါပေမဲ့နင်းနေစွာနဲ့ချိုးလို့ကောင်းနေ။ရေကိုတဝါကြီးချိုးပြီးအပေါ်ပြန်တက်လာတော့မောင်ထုံကအဖြူရောင်ဝစ်စုံတစ်စုံကိုကမ်းပေးလိုက်။ဒါကိုဝစ်လိုက်။ချမ်းသာလေးဘာမှမေးမြန်းပြောဆိုမနေပဲဝစ်စင်လိုက်။ကဲနောင်တော်တို့စီကိုသွားကြစို့လား။ချမ်းသာလေးအရှိကမောင်ထုံခေါ်ဆောင်ရာနောက်ကိုထပ်မံပြီးတော့လိုက်လာခဲ့မိ
ရေချိုးအဝေးစားလဲပြီးကလေးကသူ့တကူလုံးဟာအရာရာထက်ပုံမတန့်စင်လွန်းနေတယ်လို့ခန်းစားနေရပေါ်ပါလန်းဆန်းနေမှုကလည်းသူ့မတူအောင်ပါပဲမောင်ထုံကတကားတစ်ချက်ကိုဖွင့်ပြီးအစိမ်းရောင်စောင်းကြီးတဲ့ကိုခေါ်ဆောင်သွားတယ်မကြလိုက်ပါဘူးစင်မီရောင်တွေနဲ့လင်းချင်းလွန်းနေပြီးဖေဟာပန်းတွေဝေးဝေးဆာဆာနဲ့တက်ပယ်တင့်တယ်လွန်းနေဖေဟာလေးစုရှိရာခန်းဆောင်တွင်ကိုရောက်ရှိသွားခဲ့အခန်းထဲမှာတော့အရှိကဥပဒက9ယောက်ကမျက်နှာချင်းဆိုင်ဝိုင်းဖွဲ့ပြီးတော့ထိုင်နေကြမောင်ထုံပြတဲ့နေရာမှာချမ်းသာလေးဝင်ထိုင်လိုက်ကဲချမ်းသာဒီကိုဘာကြောင့်ရောက်လာရတယ်လဲဘလို့အကြောင်းလဲဆိုတာအကြောင်းစုံသိရှိအောင်ပြောပြပါမယ်ဟုတ်ကဲ့နောင်တော်မောင်ထုံခေါ်တယ်လို့ပဲချမ်းသာလေးလိုက်ခေါ်လိုက်တယ်အေးဒီနေရာကိုမြားကျောင်းဆောင်လို့ခေါ်တယ်ဒိုးတွေကမြားကျောင်းဆောင်ကအတိတ်ထံကြောက်တုံနဲ့ရွေးချယ်တာကိုခံထားရတဲ့ဥပဒက9ယောက်ပေါ့ဒိုးတွေဟာနောင်ပွင့်လာမယ်သာသနာအတွက်အထောက်ပံ့ဖြစ်စေဖို့ဒီမြားကျောင်းဆောင်ကြီးကိုအလေးမြတ်တာစောင့်ရှောက်ရမယ်သူတွေပဲဟုတ်ကဲ့ဥပဒကစင်စေးဖြစ်ဖို့အတွက်ကတော့အတိတ်ထံကြောက်လိုတယ်ချမ်းသာအတွက်ဒိဋ္ဌံကြောက်ကမရရှိသေးတော့စောစောကအခန်းဆောင်စီမှာပဲတက်တောင့်တက်တာနေပါအောင်ချမ်းသာရဲ့ဒိဋ္ဌံကြောက်ကမကြခင်ရက်တွင်းမှာရောက်ရှိလာပါလိမ့်ဟုတ်ကဲ့ပါနောင်တော်ဒိုးတွေဟာအခုကစပြီးအရင်ကရှိပေမဲ့မပြည့်စုံခဲ့တဲ့ဥပဒကဂုံ10ပါးကိုစောင့်ထိန်လိုက်နာကြရလိမ့်ကဲဟိုကျန်တာတွေကတော့နောက်ကျရင်ချမ်းသာသိလာပါလိမ့်အခန်းဆောင်တွင်းစီကနေပြန်ထွက်လာပြီးတော့ချမ်းသာရဲ့စိတ်တွေမှာညွန့်နှွမ်းမှုရဲ့လို့စိုးစင်းမှမရှိတော့တယ်လို့ခံစားရမိဘမွေးချင်းရဲ့လို့လည်းမရှိတန်ရောစင်ရဲ့လို့လည်းမရှိပဲဦးလေးဖြစ်သူအိမ်မှာနေထိုင်တဲ့သူအိမ်ပြန်ချင်းစိတ်လည်းမရှိတော့တယ်လို့ပြင်ပစီကဘာကိုမှလည်းစိတ်ထဲသတိမရနေတော့ပါမနဲ့ဝေလီဝေလင်းချိန်မှာသူတော်နဲ့ကိုရင်လေးတို့ဟာကွင်းမြင့်ကြီးစီကိုရောက်ရှိလာခဲ့ကြဒီနေရာပဲတကားကြီးသူတော်ကိုရင်လေးကပြောပြီးတော့တနေရာစီမှာရက်ပြီးသူ့အိတ်ထဲကအဋိဌံကြောက်တုံးကိုထုတ်ယူလိုက်ဒီအခါမှာအဋိဌံကြောက်စီကစိမ့်ပန်းတဲ့အခင်းတွေကဖျားထွက်လာပြီးပဝင်းကျင်တစ်ခုလုံးလွှမ်းခြုံသွားပြီးတော့မြေပြင်ကတုံဟိပြီးတော့တော်လဲတံတွေထွက်ပေါ်လာခဲ့အဲ့ဒီနောက်တော့တခဏကြာမှအရာရာပြန်လဲလို့တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးတဲ့နောက်မှာတော့သူတော်တို့ရဲ့မျက်စိရှိမှခန္ဓာထဲဝါလွန်းနဲ့မြတ်သားရောင်ရွှေကွတ်တဲ့ကျောင်းဆောင်ကြီးကိုမြင်တွေ့လိုက်ကြရသူတော်ကလည်းသူကိုယ်တိုင်မပြောင်းလဲပါဘဲနဲ့မူလပြန်နေခဲ့ရကျောင်းဆောင်ကြီးရဲ့ရှေ့မှာအဖြူရောင်ဝစ်စင်ကြတဲ့ဥပဒက9ယောက်ရက်နေကြအဋိဌံကြောင့်လာရောက်ပို့ဆောင်တာပါကိုရင်လေးကပြောတော့ဥပဒက9ယောက်ကသူတို့ထဲကတယောက်သောသူကိုဝိုင်းကြည့်လိုက်ကြပြီးတော့ချမ်းသာမင်းပိုင်ဆိုင်ရမယ့်အဋိဌံကြောင့်ရောက်ရှိလာလက်ခံယူဆောင်လိုက်ပါချမ်းသာဆိုတဲ့ဥပဒကကိုရင်လေးစီကိုလမ်းလျှောက်လာပြီးပစစ်တုပ်လက်အုပ်ချပြီးတော့အဋိဌံကြောင့်ကိုလက်ခံယူခဲ့ဒီအချိန်မှာကျန်တဲ့ဥပဒက6ယောက်တို့ကတရဏဂုံ3ပါးကိုကိုးကွယ်စည်းကပ်ပါကြောင်းတရားကိုအတန်ပြန်ရွတ်ဆိုကြသူတော်လည်းသူမျက်စိရှိမှမြင်နေရတာတွေအတွက်အံ့ဩမင်းသက်ခြင်းများစွာဖြစ်နေမိချမ်းသာဆိုတဲ့ဥပဒကကအဋိဌံကြောက်တုံးကိုလက်ခံပြီးချိန်မှာတော့ဥပဒက9ယောက်စလုံးကအမြတမ်းပေးဝေကြဒီအခါမှာတော့ကိုရင်လေးရောသူတော်ပါလိုက်ပါပြီးတာရု3ချိန်ကိုလိုက်လိုက်လဲလဲပဲခေါ်ဆိုလိုက်မိကြတာရုခေါ်ဆိုပြီးတဲ့နောက်မှာတော့ကိုရင်လေးရဲ့ပုံရိပ်ဟာနေလာနှင်းပြောက်တယ်လို့ပဲတဖြည်းဖြည်းနဲ့ဝေဝါးပြန့်လွင့်လာခဲ့ကျေးဇူးတင်ပါတယ်တကားသူတော်ကိုရင်လေးကမပြောက်ွယ်ခင်နောက်ဆုံးစကားကိုပြောလိုက်တယ်သူတော်လည်းပြုံးပြုံးကြီးနဲ့လက်အုပ်ကိုချီလိုက်မိချမ်းသာတယောက်ကွင်းမြင့်ကြီးထဲမှာပျောက်ဆုံးသွားတဲ့ကိစ္စဖြစ်ပျက်ပြီးတဲ့နောက်မှာတော့ကြီးတော်ရွာကလူတွေဟာကြောက်လန့်ယုံတယ်မကားတော့ပဲပိုမိုဆိုးသွမ်းလာတယ်လို့ယူဆရတဲ့နေမြေကြောင့်တုတ်တန်ပြောင်းရွှေ့မဲ့ကိစ္စကိုကန့်ကွက်ဆန္ဒပြုကြတရွာလုံးကကန့်ကွက်တယ်လို့တနေ့လုံးကလည်းညီညီညွတ်ညွတ်ကန့်ကွက်ကူညီကြတဲ့အတွက်နောက်ဆုံးမှာတော့တုတ်တန်ပြောင်းမဲ့အစီအစဉ်ကိုအာဏာပိုင်တွေကဖျက်သိမ်းပေးလိုက်ကြဒီလိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာတော့ကွင်းမြင့်ကြီးဟာအိုးအိမ်စောင့်တည်နေခြင်းကလွဲပြီးချောင်းတာလက်နာမျိုးတစုံတရာမရှိတော့ပဲအရင်ကလိုပဲတွားလာဖြတ်တန်းလို့ရခဲ့ပါပြီပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ